မိုးတွေဖွဲနေတဲ့ဝတန်ကာလရဲ့အစောပိုင်းကာလတွေမှာကျွန်တော်ဘယ်တွေသွားပြီးတော့ဘာတွေလုပ်နေလဲ Yo what's up ကျွန်တော်ကူပါဒီနေ့မနက်တော့ကျွန်တော် gym ကိုအရင်သွားပြီးတော့သွားဆော့လိုက်တယ်တူတူချာချာပဲအိမ်ရောက်တော့ကျွန်တော်ရေမိုးချိုး2မိနစ်ပါလေးစားပြီးတော့ကျွန်တော်စာအုပ်ဖတ်တယ်ဒီနေ့ဖတ်တဲ့စာအုပ်ကတော့စာရေးဆရာချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူနာမည်အရင်ကြည့်ပေမဲ့အခုမှကျွန်တော်ဖတ်ဖြစ်တဲ့ဝတ္ထုစာအုပ်ပေါ့လေပြီးတော့ကျွန်တော်တို့မိသားစုဘိုးတော်ဖះသွားကြမယ်ဆိုပြီးတော့ဖះမရောက်တာလဲကြားလို့ပေါ့လေသွားကြတယ်အခုလိုမျိုးရာသီဥတုကလည်းအုံမိုင်းနေတဲ့ကာလမှာရှေးဟောင်းတချင်းလေးတွေဖွင့်ပြီးတော့ကိုမိသားစုနဲ့ရည်စရာမောစရာလေးတွေပြောပြီးတော့ကားမောင်းနေရတဲ့ခံစားချက်လေးကအရန်လေးစိတ်ထဲမှာအရန်နှွေးထွေးတယ်ပြီးတော့အရန်လဲကြည်နူးမိတယ်ဗျဘိုးတော်ဖះအခုတော့ရောက်ပါပြီကျွန်တော်တို့ကတော့ဖះရင်တော့မဖူးသေးပဲနဲ့ကနဘတ်ကိုအရင်သွားကြည့်တယ်ကနဘတ်ကိုသွားကြည့်တော့ကျွန်တော်တို့တွေးစရာတွေလည်းအများကြီးရတယ်ပြီးတော့ဘဝတွေအများကြီးကိုလည်းကျွန်တော်တွေးခဲ့ရတယ်ဒီမှာဆိုရင်ကြည့်ပါဦးကလေးလေးနှစ်ယောက်ရှုပ်နေထဲမှာဆော့ကစားနေရသူတို့တော့ဒါတကယ်နှိပ်ပံပုံပဲကျွန်တော်တို့သွားတဲ့အချိန်ကအလိုစင်ကျင်ဖြစ်တော့ဒီလောက်ကိုပြန်ဖို့အတွက်တမန်စီးဖို့အရွှေရွှေဆောင်နေကြတဲ့လူတွေရဲ့တကယ် grandstand တင်မောကြီးတွေရဲ့ပြီးတော့ပင်လယ်ဘဝအထိကိုသွားမဲ့တင်မောတွေကိုပါတွေးတော့ကျွန်တော်တို့တွေးစရာတွေအများကြီးဖြစ်သွားတော့ကျွန်တော်တို့ကအဲ့လိုပဲနေရာဒေသအသက်တစ်ခုကိုရောက်လို့မြင်ကွင်းသက်တွေကိုတွေ့ရပြီးဆိုရင်အဲ့နေရာဒေသမှာရှိတဲ့ဘဝတွေအကြောင်းကျွန်တော်လိုက်စဉ်းစားတာကျွန်တော်တို့ကအကျင့်လို့ဖြစ်နေပြီတိန်မျိုးလဲကြည့်ပါအောင်ဗျာလှလိုက်တာတကယ်တော့လောကမှာရှိတဲ့အရာအလုံးကလှတယ်ဗျအဲ့ဒီမှာကျွန်တော်မမေရဲ့ပြောင်းသွားတာလှဆုံးပေါ့လေဘိုးတောင်ဖះကိုသွားဖူးရတဲ့အချိန်မှာမိုးတွေကလည်းအေးနေတော့ရင်ထဲမှာပါအေးပြီးတော့စိတ်ထဲမှာလည်းအရန်ကြည်နူးမိတယ်ဘာလို့မှမသိဘူးအရန်လဲပျော်တယ်ကဲအခုတော့ကျွန်တော်တို့ပြန်နေပြီပြန်နေအပြန်လဲမိုးတွေကတောက်လျှောက်ရွာနေရပဲအခုကတော့ကျွန်တော်တို့ Jennings Square ကိုသွားပြီးတော့ဒါဂျိုဂျိုဟော့ပေါ့လာစားတာပေါ့လေဘေးနာ Nature Park တို့ Shopping တို့တော့ပိတ်ကုန်ပြီမနိုင်ပြောရင်ကျွန်တော်အဲ့ဒီ hot pot တို့ဘာလို့မကြိုက်ဘူးပြကျွန်တော်တို့ကထမင်းပဲစားကြတာကျွန်တော်တို့ကစက်နေမြင်စားထမင်းမစားရမနေနိုင်လေဒါတော့ကျွန်တော်ဒီနေ့ဖះသွားလာတဲ့ outfit check ပါညာပေါ့လေမိုးကြီးရယ်နော်အားလုံးပဲ queue စိုက်ကြပါအားလုံးပဲ take care ကျွန်တော်ကူးပါ